ပဲခူးမြို့စေးရုံဟောင်းလမ်းပေါ်ရှိဗဟိုမန္တမှာပဲခူးတိုင်းဒေသကြီးအစိုးရဖွဲ့မှဦးဆောင်ပြီး2026ခုနှစ်မြန်မာ့ရွာမဟာတကြံဖွင့်ပွဲအခမ်းအနားကိုဒီကနေ့မနက်ပိုင်းကကျင်းပပြုလုပ်ရာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးစိုးဝင်းကနှုတ်ခွန်းဆက်စကားပြောကြားပါရယ်အဲ့ဒီနောက်2026ခုနှစ်မြန်မာ့ရွာမဟာတကြံအားတိုင်းဒေသကြီးဝန်ကြီးချုပ်လုံခြုံရေးနဲ့နေဆက်ရေးရဝန်ကြီးနဲ့မြို့မိမြို့ဖတအုပ်တို့မှဖဲကျိုးပြဖွင့်လှစ်ပေးခဲ့ကြပြီးရင်းအဖွဲ့များကတေးသချင်းပြတီးဆိုကပြဖြိုပေးခဲ့ကြရာဝန်ကြီးချုပ်နဲ့ဇနီးတာဝန်ရှိသူများကတက်ရောက်လာကြတဲ့ဧည့်သည်တော်များရင်းအဖွဲ့များအားအမွေးနဲ့သားရည်နဲ့အသားတကြံရည်ပတ်ဖြန်းပေးခဲ့ပြီးဒေသခံပြည်သူများနဲ့အတူလမ်းလျှောက်တကြံတနက်ခါရင်ကျေးမှုပွဲတော်လက်ဖက်ရင်ကျေးမှုပွဲတော်နဲ့ဇရုဒီတာကျွေးမွေးနေမှုတို့အားလိုက်လံကြည့်ရှုအားပေးခဲ့ပြီးပျော်ရွှင်စွာဆင်နွှဲခဲ့ကြပါတယ်။အဲဒီနောက်ဖျော်ဖြေရင်းအဖွဲ့များတကြံတချင်းများဖြင့်ကပြဖျော်ဖြေအခမ်းတင်ဆက်ခဲ့ပြီးနိုင်ငံတော်အစိုးရများကခေတ်ပေါ်တေးဂီတအစီအစဉ်များဖြင့်တင်ဆက်ခဲ့ကြတယ်လို့သိရှိရပါတယ်ခင်ဗျာ။